င်္ဂလာပါနော်သမီးကတော့ကိုကတော့စလိုင်းလုပ်ပြမှာဖြစ်ပါတယ်အရင်ဆုံးဖော့ကြုံထည့်မယ်အရင်ဆုံး subscribe like and subscribe လေးတော့လုပ်ပေးပါရင်တော့ဖော့ကြုံထည့်မယ်ထည့်ပိုင်းစပြရေးထည့်မယ်ပေါ့နော်စပြရေးရတာထားပါပေါ့ကြိုက်တဲ့စပြရေးထည့်ပေါ့နော်ဒါစပြရေးတိတ်မပါစပြတိတ်မပါအမြုပ်မထွက်ဘူးစပြကြီးပေါ့ထည့်ပူရလို့ရှိရင်နည်းနည်းများသွားလုပ်ပြီးလုပ်ပွားလို့ရှိရင်နော်ဝင်မယ်ပေါ့လုပ်ဝိုင်းလက်ကြည့်မှန်းနဲ့ချမယ်အဲ့ဒါနဲ့အမြန်လေးလို့ကြည့်ဟုတ်အဲ့ဒါကြော့သွားတော့အဲ့လိုပြောကတ်တယ်ဟဲ့ဒါလည်းမကတ်တယ်အားလားပြောတခါပြောသွားတော့ဖြစ်သွားပါပြီဒီမှာပေါ့နော်ကတ်တယ်ပေါ့နည်းနည်းပြော့သွားတော့ဆက်ပြရည်တော့နည်းနည်းပပပဲထည့်ပါပေါ့နော် like subscribe လုပ်ပေးပါ